င်္ဂလာပါကျွန်တော်ကတော့ဒေါ်ကြီးပါနောက်လာမယ့်အပတ်တွေကမ္ဘာရွှေဘယ်လိုဆက်ဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်ပြပြပေးသွားပါမယ်ဆိုတော့ကမ္ဘာရွှေကကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော်အရင်ဘက်ကဆိုလို့ရှိရင်ကမ္ဘာရွှေကကျွန်တော်ဒီ9100နဲ့ဒါ4850ထိပေါ့နော်ဖောက်အောက်ကိုဆင်းပြီးတော့ကျွန်တော်ဒီရင်းကြီးဒီအတွင်းမှာပဲ9000ဝန်းကျင်မှာလေလူပေါင်းပြေးနေရပေါ့နော်ဒါပြီးခဲ့တဲ့ဘက်ကဒါအပိတ်ဈေးအနေနဲ့ဆိုရင်ဒါ9100ဝန်းကျင်မှာဒါပိတ်သွားတယ်ဆိုတော့ဒီနောက်လာမယ့်အပတ်မှာဆိုရင်ကျွန်တော်ဒီကမ္ဘာရွှေ HUSD ကဒါအသက်လာနိုင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒါတရုတ်နှစ်တကူလည်းပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတရုတ်ကဒါဒီရွှေတန်ချိန်ပေါ့နော်ဒါ29တန်လောက်ထိကိုဒီနှစ်ထဲမှာဒါတိုးမြင့်ပြီးတော့ဒါဝယ်ခဲ့တာပေါ့နော်ဆိုတော့ဒီစုစုပေါင်းတန်ချိန်ဆိုရင်ကျွန်တော်2300အောက်ရှိဒီဝင်းကျလောက်ထိကိုဒါရှိရပေါ့နော်ဆိုတော့ရွှေတန်ချိန်ဝယ်ခြင်းဒီကျွန်တော်တို့ကဒေါ်လာကိုဒီဒေါ်လာကိုဝိဖြစ်စီတယ်ဆိုတော့ကမ္ဘာရွှေကလည်းကျွန်တော်သူ့ရဲ့စက်ကြပဲရွှေရဒီလိုမျိုးအတက်ကိုလာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ရွှေကိုဒါကြောင့်မို့ကျွန်တော်ဝယ်ထားပါကျွန်တော်ဝယ်တာမမှားပါဘူးဆိုတော့ကျွန်တော်အတက်ဆိုရင်9200ကနေ9350ထိကိုအတက်လာနိုင်ပါတယ်ဆိုတော့ကျွန်တော်ဒီအောက်ပေါ့နော်ကျွန်တော်ပူးဘက်ပေါ့9050 9090ဒီဝင်းချင်တွေမှာအောက်ကိုအကျအာရုံတဲ့ချိန်မှာကျွန်တော်ရွှေကိုဒီ HUSD ကိုဒါဝယ်ထားပါဆိုတော့နောက်လာမယ့်အပတ်မှာဆိုရင်အကျိုးမြတ်ကူစီရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုချေးသူအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီ forex နဲ့ဒီ stock သင်တန်းတက်ရောက်လို့တဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ဒီ online class တက်လို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ရန်ကုန်မန္တလေး offline class ရှိပါတယ်လူလေးသင်တန်းရှိပါတယ်ဆိုတော့အားလုံးကိုချေးသူအများကြီးတင်ပါတယ်